JK Sophia ဖြစ်ပါရှင်ဖိတ်ခေါ်ပါရစေညီမလေးမင်္ဂလာပါမင်္ဂလာပါချစ်စရာလေးထွက်လာတယ်โอเคအဲ့တော့ဒီနေ့ဘာသချင်းနဲ့တီးဆိုဖြောပြပါလဲဒီနေ့ကတော့အမဝိုင်းစုခိုင်သိန်းတီးဆိုထားတဲ့ဒီမက်လောက်ဆရာတချင်းလေးနဲ့ပါဝင်ဖြောပြတင်ဆက်တော့မှာဖြစ်ပါတယ်โอเคပါဒိုင်သူကြီးမင်းတွေရောမြန်မာစတာပရိသတ်တွေရောတကယ့်ကိုမျှော်လင့်နေကြပါပြီအကောင်းဆုံး result ရပါစေလို့ဆုတောင်းပေးပါတယ်ကျေးဇူးတင်ပါတယ်ချိန်မှာဘယ်လိုနေနေမင်းငါနာမပဲရှိတင်နေအလုံးငါပြောကြတဲ့မန်နဲ့မကိုရွေးချယ်ငါမရင်လိုက်မဖို့တက်ဒီမှရှိချင်မယ်ဘာမှလုံးလုံးတုတ်ကြည့်နေပဲနေနိုင်လို့နေမချင်နဲ့ပါအမြင်ကတ်တဲ့ချစ်တဲ့တော့မင်းငါလုံးဝမဲလောက်ပြတဲ့ကွမ်းမရှိရင်ခေါ်တဲ့ခေါ်ဆောင်ရတော့လက်ဖို့do do me so look here